အဲ့နောက်တွညီနဲ့တွညီမတွေကသူနဲ့အတူမျိုးထဲမှာမိတို့ကူလိုက်ပြောင်းပေးခြင်းနေခဲ့ပါတယ်။ဒါပေမဲ့တန်ကြီးကတွညီနဲ့ညီမကိုပြင်ပန်းမှာဆိုတဲ့တခြားမို့မခေါ်သွားခြင်းခဲ့ပါဘူး။အဲ့နောက်မိသားစုကိုနှုတ်ဆက်ပြီးတော့တန်ကြီးကမိတို့ရောက်မှုတွေထောက်ခေါ်လာတော့လေ။အငယ်ဆုံးကလေးလေးကိုကြောပို့ထားတဲ့ညီမဖြစ်သူနေစုကိုနဲ့လမ်းမှာဆောင်ခဲ့ပါပြီ။အဖြစ်ဖြစ်သူဒေဆုံးတော့မကြသေးတဲ့သူတို့မိသားစုတို့တော့အကိုကြီးဆုံးဖြစ်တဲ့တန်ကြီးကအားကိုးထွက်တာစရာလူတစ်ယောက်ဖြစ်တဲ့အကြောင်းကိုပြောပြီးမိတွေ့တောက်ရောက်မဲ့အကိုဖြစ်သူတန်ကြီးကိုနေစုကနှုတ်ဆက်စကားဆိုခဲ့ပါတယ်။သူသားရည်သားဖို့ရတဲ့တန်ကြီးကလူရှိလုခင်ပေါ်များတာမလို့မိတွေ့ရောက်တာသူ့တော်တော်အစင်ပြေချောမနေခဲ့ပါတယ်။ဒီကြားကြောင်ကွဲသွားတဲ့ဗကံပြန်တာတစ်ခုကိုလည်းသူ့ရဲ့အနက်ခံဆွမ်းနဲ့ဖြည့်ရှင်းပေးခဲ့ပါသေးတယ်။မိတွေ့ရောက်ပြီးအိမ်ပြန်လမ်းမှာအဖို့စတူရာမှောင်နေဖြစ်တာမို့မိစ္ဆာရဲ့အနေရရှိရကြောင်းသူ့အိမ်မှာတညာတဲဖို့တော့ဖိတ်ခေါ်လာတယ်။မိစ္ဆာရဲ့ဆိုတာညဘက်မှာအစာချတော့လိရှိပြီ။မိစ္ဆာဆိုတာမယုံကြည်နိုင်တဲ့တန်ကြီးကတော့မိသားစုအလုံးဆွဆွပေးနေတော့တယောက်တည်းဖြစ်နေတဲ့အဖိုးစုတို့ကိုသူညီမတွေကိုခေါ်လာပြီးမိစ္ဆာတွေကိုမကြောက်ဖို့နဲ့အတင်းမကြံစေဖို့ဆန္ဒရှိနေခဲ့တယ်။အနက်ခံအောင်ကောင်းတဲ့တန်ကြီးကလမ်းမှာတွင်းညီနေကိုဆက်ရခဲ့ပါတယ်။အဲဒါကြောင့်အိမ်ကိုအပြေးပြင်လာခဲ့ပါတယ်။အိမ်ရှိတွင်းရနေမှာလဲကြနေတဲ့နေစုကိုနဲ့အငယ်ဆုံးညီမလေးရဲဆက်ဆက်အသက်ခံလိုက်ရတဲ့မိသားစုတွေကိုတွေ့လိုက်ရတဲ့တန်ကြီးကအကြောင်းလန့်ခြင်းဝမ်းနည်းခြင်းတွေနဲ့ပြည့်နှက်ခဲ့ပါတယ်။မျက်လုံးတွေကမျက်ရည်တွေကသူ့ဘောကိုကျဆင်းလာခဲ့ပါတယ်။မိစ္ဆာလိုက်မို့ဆိုကလည်းတန်ကြီးကိုကဲတင်ဖို့အတွက်သူညီမဖြစ်သူကိုဓာတ်ဖို့စိတ်ပြတ်မတော်ဘူး။အခုချိန်ကဒါရီလုံးနေရမယ့်အချိန်မဟုတ်ပဲ။တန်ကြီးတို့ဘွားကြီးလည်းစောက်ပြတ်တော်မယ်ဆိုတာသူသိရဲ့အကြောင်း။တမိသားစုလုံးအသက်ခံရပြီးညီမဖြစ်သူကမိစ္ဆာဖြစ်သွားတာနာကျင်ရမှန်းသိရဲ့အကြောင်း။အော်ဟစ်ပြချင်းနေမယ်ဆိုတာလည်းသိတယ်လို့နားလေရဲ့အကြောင်းနဲ့သူတာဒီကိုနိတဝက်လောက်ဆော့ရောက်ခဲ့ရင်မိမိသားစုလည်းသိချင်းတရားနဲ့အဆုံးသတ်မှာမဟုတ်ပေမဲ့အခုကနောက်ပြန်လဲရမယ့်အချိန်မဟုတ်တာမို့ဒါသမားကလည်းခန်းစားချက်တွေများပြီးဒေရိုတိုက်ခိုက်နေတယ်ထင်တာကြောင့်အယူဝဲလို့ပြောလိုက်ပါတယ်ဒါပေမဲ့လေကျနေတဲ့တန်ဂျီရိုစီမှာရဲတင်းကမရှိတော့ဘူးလို့ဒါသမားဟာတွေ့ရတော့ခဲ့တကယ်တော့တန်ဂျီရိုပုံစံနဲ့လက်တွေဝတ်ထားခဲ့ပြီးလက်နဲ့မရှိတာကိုဖုံးကွယ်ခဲ့ပါတယ်တန်ဂျီရိုဟာဒါသမားကိုမနိုင်ဘူးဆိုတာတေချာသိနေခဲ့ပါတယ်မိနေတာတော့မှသူ့ကိုအနိုင်ယူဖို့ကြိုးစားခဲ့တဲ့တန်ဂျီရိုကိုအားသိနေတော့မှပဲစားတာကိုခံလိုက်ရတဲ့ပုံကိုတွေးနေခဲ့ပါတယ်မိစ္ဆာတကောင်ဟာဆောက်လောင်လာရင်မိဘအရင်ရောမောင်နှမတွေကိုပါစားတော့ကြပါတယ်အာဟာရလိုအပ်ချက်ညီမတာကြောင့်အဲ့လိုမျိုးတွေအမြဲဖြစ်နေကြဖြစ်ပါတယ်ကလေးမလေးလေးတန်ဂျီရိုကိုစားတော့ပြုတ်လို့ရပြီနဲ့အဲ့ဒီအစားကာကွယ်ပေးနေခဲ့ပြီးဒါသမားကိုပါတိုက်ခိုက်နေခဲ့ပါတယ်ဒါသမားသိကျင်နေခဲ့တာကမိသွားတဲ့တန်ဂျီရိုရဲ့အိမ်မက်ထဲမှာတော့တန်ဂျီရိုအမိကသူ့ကိုထားခဲ့ရလို့စိတ်မကောင်းပါဘူးလို့ပြောပြီးသူ့ကိုစားနေစုကိုဆော့ရှော့ပေးဖို့မှာနေခဲ့ပါတယ်အဲ့ဒီအချိန်မှာလွန်လို့လာခဲ့ပြီးဘေးကညီမလေးကိုဆွတ်ကန်လိုက်ပါတယ်ဒါသမားဟာတန်ဂျီရိုနိုးလာတဲ့အခါစာကီရီတောင်ချင်မှာနေတဲ့စန်ကိုချီယူရိုကိုဒါကီဆိုတဲ့အဖိုးကြီးကိုတွတ်တွေ့ပြီးတိုမီအိုကာကီကိုလွှတ်လိုက်တဲ့အကြောင်းပြောလိုက်ပြီးဒီနေ့တိတ်ထွေးနေတာမလို့နေစုကိုအဆင်ပြေမြဲအကြောင်းနဲ့နေအောင်ကြီးနဲ့တော့ဘယ်တော့မှအထီးမခံဖို့ပြောပြီးထွက်သွားခဲ့ပါတယ်